ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အစတန်တဲ့ဘူမြောက်ကလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာပါဟိုးရင်တော့မာနဆိုတဲ့တောကြီးထဲမှာအစတန်တဲ့ဘူဆိုတဲ့မြောက်ကလေးတစ်ကောင်ရှိတယ်သူကနေတိုင်းတောထဲမှာရှိတဲ့အသီးတွေကိုခူးပြီးစားတယ်ပြီးရင်ပြစ်တယ်ပြီးရင်တခြားသောအကောင်တွေကိုလည်းအနောက်ရှက်ပေးရတာအရန်ကြိုက်တယ်တဲ့ကွကြာရာသီဥတုအပူဒဏ်ကြောင့်စိတ်ညစ်ပြီးတစ်ပင်တစ်ပင်အောက်မှာအနားယူနေတယ်အဲ့ဒါကိုဘူကတွေ့တော့တစ်ပင်မောကဆင်းလာပြီးကြားမီကိုလာဆွဲတယ်ပြီးတော့တစ်ပင်မောကိုပြန်တက်သွားတယ်ကွ။ကြားကဒေါသထွက်ပြီးတော့ဟင်းလိုက်တယ်။ပြီးတော့တစ်ပင်မောကိုကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာဘူကဟဲ့ကြားနင့်အမေကိုတေချာထဲသိမ်းတာငါဘာလုပ်လိုက်လဲဆိုတာနင့်မြင်လား။ဟဲ့ဘူနင့်တတိထားငါနင့်ကိုဖမ်းမိလို့ကတော့နင့်မျက်နှာကိုနေရအောင်လှုပ်လိုက်မယ်။ငါကတစ်ပင်တစ်ပင်မောကနေနောက်တစ်ပင်တစ်ပင်ကိုခုံသွားလိမ့်မယ်။နင်ငါ့ကိုဘလောက်ပဲမိအောင်ဖမ်းနင့်လက်ထဲကိုငါမရောက်နိုင်ဘူး။ဟဲ့စိုးသွင်းတဲ့အကောင်ငါအစာရှာရင်းနဲ့အရမ်းမောနေပြီညအထိဆိုတော့ငါမျက်လုံးနဲ့ညောင်းနေပြီငါ့ကိုအေးအေးဆေးဆေးအနားယူဝင်ပေးပါတော့ဘူကပြောတယ်နေအိတ်တော့ဒါပေမဲ့ငါ့ကိုအသီးတွေစားခွင့်ပေးကြားကလည်းစိတ်ချလက်ချအိတ်သွားတယ်ဘူကတော့သူ့လုံနေကြအတိုင်းတစ်သီးတွေကိုစားပြီးတော့ဟိုပြစ်ဒီပြစ်လှုပ်နေတယ်သူပိုက်လည်းပြည့်သွားတော့စားနောက်ဖို့အတွက်အကြံရလာတယ်ပြီးတော့တစ်ပင်မောကနေဆင်းလာပြီးအိတ်နေတဲ့ကြားစီပြန်သွားတယ်ဒီတစ်ခါတော့သူကအိတ်နေတဲ့ကြားရဲ့နှက်ခမ်းမွေးအရှိကိုအတင်းဆွဲလိုက်တယ်ပြီးတော့ပြေးပြီးတစ်ပင်မောပြန်တက်သွားတယ်ကြားနာသွားပြီးတော့အိယာကနေနိုးသွားတယ်ပြီးတော့ဒေါသထွက်ပြီးတော့ခုံလိုက်တယ်မြောက်ကနောက်ပြောင်တဲ့အနေနဲ့ရီလိုက်တယ်ကြားကဒေါသပိုထွက်သွားပြီးဘူငါနင့်ကိုဖမ်းမိလို့ကတော့အတော်တော်လုပ်ပြီးမုတ်လို့စားလိုက်မယ်နင်သာလွတ်အောင်နေပါငါနင့်ရဲ့အမိမှာပြအိုးတက်ပေးလိုက်မယ်မီးဆွဲပြီးတော့အကြီးကျယ်ဒေဝါလီပွဲကျင်းပလိုက်မယ်နင်ရက်ဆန်အစတန်တဲ့ကောင်နင့်ကငါအခုဘာလုပ်ပြမလဲဆိုတာကြည့်နေအစတန်တဲ့ဘိုးစီကိုကြားကရောက်လာတဲ့အချိန်မှာဘိုးကတစ်ပင်နောက်တစ်ပင်မောကိုတက်သွားလိုက်တယ်ကြားကဒီတိုင်းလေးပဲကြံရစ်ခဲ့တယ်။နောက်ထပ်တစ်ပင်တစ်ပင်မောရောက်သွားတယ်။အဲ့ဒီမှာငှက်အိမ်လေးတစ်ခုရှိတယ်။ဘိုးကအဲ့ဒါကိုမြေပေါ်ကိုပြစ်ချလိုက်တယ်။တနာစရာငှက်ကလေးကအဲ့ဒီကနေဖယ်ပေးပြီးနောက်ထပ်တနေရာမှာသွားနေတယ်။ဟဲ့အစတန်နဲ့ဘိုးနင်အဲ့လိုအားနေတဲ့သူတွေကိုနောက်ပြောင်ပြီးအခြားသူတွေကိုစိတ်ဒုက္ခပေးတယ်။နင်မှတ်ထားတနေ့ဒီလိုချိန်ရောက်လာလိမ့်မယ်။ရှိသမျှတရိတ်ဆန်တွေကနင့်ကိုရှိလိမ့်မယ်။နင်ကငိုတာရက်နိုင်မှာတော့မဟုတ်တော့ဘူး။တကယ်လို့အခြားသူတွေကိုဒုက္ခပေးပြီးနင်အပျော်ရှာမယ်ဆိုရင်တနေ့နင်လည်းအဲ့ဒီအကျိုးပြန်ခံစားရနိုင်မယ်။သွားစမ်းမှာငါစိတ်ရဲ့သဘောအတိုင်းပဲလုပ်တတ်တယ်။တခြားသူကိုစားနောက်ရတာကငါအတွက်ပြောစရာပဲ။ညီမလေးအဲ့ဒီဘိုဆိုတဲ့မြောက်ကိုရှင်းပြနေလဲဘာမှမထိုး။တနေ့သူ့အမရဲ့အကျိုးခံစားရမှသူလမ်းမှန်ပြန်ရောက်လိမ့်မယ်။ဘိုဆိုတဲ့မြောက်ကလေးကတမင်တကောင်ရဲ့ကလေးကိုစားနောက်ပြီးထွက်ပြေးသွားပြန်တယ်။ပြီးတော့မြေခွေးကိုလည်းအသီးတွေနဲ့ပြစ်ပေါက်တယ်။အဲ့ဒါတွေပြီးတဲ့နောက်မှာရေကန်တစ်ခုစီသွားပြီးရေတောက်တယ်။ပြီးတော့ရေနစ်သွားတယ်။ရုတ်တရက်သူ့ခန္ဓာကိုယ်ထဲမှာစွမ်းအားတွေရလာပြီးသူရေကန်ထဲကနေထွက်လိုက်တယ်။ပြီးတော့တစ်ပင်တစ်ပင်ကိုလှုပ်လိုက်တာတစ်ပင်မောကနေအသီးတွေအများကြီးကျလာတယ်။ပြီးတော့သူစားပြီးတချို့အသီးတွေကိုဟိုဘက်ဒီဘက်ပို့လိုက်တယ်။ရေကန်ထဲကအစွမ်းတွေကြောင့်သူ့လက်ကဒီလောက်ထိအင်အားတွေရလာတယ်။အဲဒီအတွက်ကြောင့်ဘယ်ပင်ကိုမဆိုသူလှုပ်ခတ်နိုင်တယ်။ချိုးနိုင်တယ်။ဘယ်တရိတ်ဆောင်မဆိုသူအလဲထိုးနိုင်တယ်လို့သူထင်နေတယ်။ငါအခုအစွမ်းရှိဆုံးလူဖြစ်သွားပြီကွာ။ငါစင်တွေကိုလည်းရှောင်းအောင်လုပ်နိုင်တယ်။ကြားတွေကိုလည်းငါအလဲထိုးနိုင်တယ်။အခုတော့ငါရှိမှဘသူ့ကိုမှတွေ့ရမှာမဟုတ်ဘူးလေးမျက်နှာတစ်ခုလုံးငါရဲ့အနာရမှုတစ်ခုတည်းကိုပဲတွေ့ရတော့မယ်အစတန်နဲ့ဘိုးကအခုအင်အားကြီးတဲ့အကောင်လေးဖြစ်နေတယ်ပြီးတော့သူ့ကိုယ်သူတောဘရင်လို့တတ်မှတ်လိုက်တယ်ပြီးတော့ကြံ့တွေကိုတွန်းပြီးထွက်ပြေးသွားတယ်သူဆက်သွားရင်းနဲ့ရေကန်တစ်ခုကိုထပ်တွေ့ရတယ်ရေတွေကလက်နေပြီးသူရေထဲခုန်ဆင်းသွားတယ်ပြီးတော့အံ့ဩစရာတစ်ခုဖြစ်သွားပြန်တယ်သူ့ကိုယ်ကမြောက်ပဲဖြစ်နေပြီးသူ့မျက်နှာလားမျက်နှာဖြစ်သွားတယ်သူ့ရဲ့စွမ်းအားတွေကလည်းနှဲသွားတယ်သူ့အချိန်ကြီးကအရန်ဆိုးသွားတယ်အဲ့လိုအချိန်ကြီးဆိုးသွားတာကိုမြေခွေးကတွေ့တော့ရှီလိုက်တယ်ပြီးတော့မြေခွေးကပြောတယ်တောဘီရင်မြောက်ကအခုမြောက်ကနေဘယ်လိုလုပ်ခွေးဖြစ်သွားတာလဲဟဲ့မြေခွေးနေပါရီပြောနေရလဲငါ့ကိုလားလို့ပြောနေရလားငါနဲ့ကိုရေကန်ထဲထည့်ပြီးနှစ်လိုက်ရလို့အမလီအကိုရဲ့ရေကန်ထဲကထွက်လာတဲ့လားမျက်နှာကိုတေချာကြည့်ထားလိုက်ခုတော့တဝက်လားဖြစ်နေတာနောက်တော့တစ်ခုလုံးလားဖြစ်သွားမယ်မြေခွေးနဲ့အတူဝက်ဝံတမင်အားလုံးပေါင်းမိရည်ကြတယ်အခြားသူကိုစားနောက်တဲ့ဘိုကအခုတော့သူကိုယ်တိုင်ရည်စရာဖြစ်သွားတယ်ဒီမှာကြည့်ပါဦးဘိုလားဖြစ်နေတယ်သူ့အပေါ်ရေလောင်းလိုက်စင်ရနှမောင်းကနေရေတွေယူပြီးဘိုအပေါ်လောင်းချလိုက်တယ်အဲ့ဒီအချိန်ဘိုကကျေးဇူးလို့ပြောလိုက်တယ်လားတစ်ကောင်လို့သူစိတ်ညစ်နေပြီးလေးမျက်နှာလုံးရှောက်သွားလိုက်တယ်သူ့ရဲ့နောက်ပြောင်မှုတွေမာနတွေအားလုံးကုန်သွားခဲ့ပြီးဘိုအကိုကြီးနေအခုတော့အားလုံးမစားနိုင်တော့ဘူးမလားနေရဲ့အင်အားတွေတိတ်ခါတွေမရှိတော့ဘူးမလားငါအခုတော့မှားတော့ပါပြီကွာအားလုံးကိုစားနောက်လို့ငါအပြစ်ခံစားနေရပါပြီအခုတော့ငါရဲ့အင်အားလည်းမရှိတော့ပါဘူး
လားပုံစံမျက်နှာနဲ့အတန်လေးရသွားပါပြီငါ့ကိုခွင့်လွတ်ပါငါအမှားကြီးမှားသွားတယ်ငါဘသူ့ကိုမှအနှောက်အယှက်မပေးတော့ဘူးငါဘသူ့ကိုမှလည်းမဆနောက်တော့ပါဘူးအင်အားလည်းမရှိတော့ဘူးငါရဲ့တိတ်ခါလေးတော့ချမ်းသာပေးပါဒါဆိုနင်းကိုမော်ဆန်တဲ့ရေကန်စီပြန်ခေါ်သွားပြီမေတကယ်လို့နင်းကန်တရားကိုနားလဲသွားရင်လက်အုပ်ချရင်ရေကန်ထဲကိုနစ်ပြီးရေနစ်နေလိုက်ပူပူကမော်ဆန်တဲ့ရေကန်ထဲကိုလက်အုပ်ချရင်ရေထဲကိုနစ်နေခဲ့တယ်သူဘလောက်ပဲနစ်နစ်ပြောင်းလဲမသွားဘူးတဲ့ရေကန်ရဲ့အေးအေးကြောင့်တဖြည်းဖြည်းချမ်းလာတယ်သူအရန်လေးရှက်လာတယ်ပြီးတော့သူ့ကိုယ်သူရေထဲထက်နေကြည့်တယ်ပူပူမြောက်ကလေးကငါသိသွားပြီငါအမှားကြီးမှားတဲ့အတွက်ကြောင့်မော်ဆန်တဲ့ရေကန်ကတော့ငါ့ကိုခွင့်လွှတ်မပေးတော့ဘူးငါ့ကိုလားလုပ်ပြီးသင်ခန်းစာပေးလိုက်တယ်ပူပူရဲ့မျက်လုံးထဲမှာဝမ်းနေသွားပြီးမျက်ရည်တွေကျလာတယ်ပြီးတဲ့နောက်မှာတော့အံ့ဩစရာတစ်ခုဖြစ်ခဲ့တယ်သူ့ရဲ့လားမျက်နှာကနေမြောက်မျက်နှာပြန်ဖြစ်သွားတယ်ပြီးတော့သူလည်းတောထဲမှာရှိတဲ့တိရစ္ဆာန်တွေအားလုံးရဲ့အရှိမလက်အုပ်ချပြီးတောင်းပန်တယ်အားလုံးစိတ်ဒုက္ခမပေးတော့ပါဘူးလို့ဂရုပေးလိုက်တယ်အဲ့ဒီကနေငါတို့တွေဘာတွေပညာရလိုက်တယ်လဲဆိုရင်တခြားသူတွေကိုမနှောက်ပြောင်သင်မှုတခြားသူကိုဒုက္ခပေးပြီးတော့အပျော်ရှာမယ်ဆိုရင်ဘာအကျိုးမှမရဘူးဘယ်တော့အခါမှမာန်မာနောက်မထားသင့်ဘူးဆိုတဲ့ပညာကိုရလိုက်ပါတယ်နော်ပရိသတ်များရှင်အခုပြောပြပေးခဲ့တဲ့အစတန်တဲ့ပူပူမြောက်ကလေးရဲ့အကြောင်းကတော့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်နောက်ဆက်အောင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်